ဒီနေ့တော့ဆရာ example 1.1 ကြီးပြောပြမယ် grade 11ကျောင်းသားတွေအတွက်လေ a stone နဲ့ကြောက်တုံးထုံးတယ်အဲ့ဒီကြောက်တုံးကိုလည်း is thrown နဲ့ပြစ်လိုက်တယ် from the cliff of a mountain တောင်စွန်းတစ်ခုကနေပြီးတော့ကြောက်တုံးလေးတစ်လုံးကိုပြစ်လိုက်တယ် upward အပေါ်ဘက်ကိုပြစ်လိုက်တာအဲ့ဒါ angle ကြောင်းက30 degree 30 degree တောင်ကျိုးချိုးပြီးတော့ to the horizon နဲ့ရေပြင်ကြီးကနေ30 degree တောင်ကျိုးချိုးပြီးတော့တဲ့ကြောက်တုံးလေးကိုပြစ်လိုက်တယ်အဲ့တော့လူတစ်ယောက်ကတောင်စုံးလေးတစ်ခုမှာပတ်သက်ရက်ပြီးတော့သူကအဲ့ဒီကြောက်တုံးကိုထဲမပစ်ပဲနဲ့ရေပြင်ကြီးကနေ30 degree တောင်ကျိုးလောက်ချိုးပြီးတော့ပြစ်လိုက်တယ်သူပြစ်လိုက်တဲ့ initial speed က20 meter per second calculate တဲ့အတွက်ပါတဲ့ x and y component of the initial velocity ရဲ့ x ဝင်ရိုးဗက်တာအခွဲနဲ့ y ဝင်ရိုးဗက်တာအခွဲကိုတွက်ပြီးအဲ့ x ဝင်ရိုးဗက်တာအခွဲ y ဝင်ရိုးဗက်တာအခွဲကိုတွက်ပြီးလို့သူပြောသွားတယ်အဲ့တော့ပေးချက်တွေဆရာအရင်ရေးလိုက်မယ်ကွာအရင်ဆုံးသူပေးထားတာကပြစ်လိုက်တဲ့တောင်းက30 degree အဲ့တော့ဂဲလုံးလေးကိုစပစ်လိုက်တဲ့တောင်းမို့လို့ဆရာတို့သီတာနော့လို့ထားမယ်သီတာနော့30ပြီး initial speed က v naught က20 meter per second အဲ့တော့အောက်မှာလည်းရေးပေးထားပါတယ် v naught equal to 20 meter per second သီတာနော့ equal to 30 degree ပြီးဒီမှာဘေးမှာပုံလေးကိုကြည့်လိုက်ပုံထဲမှာဗာပြထားလဲဆိုလို့ရှိရင် y ဝင်ရိုးရဲ့ x ဝင်ရိုးရဲ့ y ဝင်ရိုးရဲ့ x ဝင်ရိုးရဲ့အပြင်ကိုသူကဂျားထဲမှာဂဲလုံးလေးကိုပြစ်လိုက်လို့ဖြစ်လာတဲ့ initial velocity ရဲ့ direction လေးကိုပြထားတယ်အဲ့ကောင်လေးကို v naught လို့ဆရာတို့တက်ပြီးထားတယ်အဲ့ဒီ v naught ကနေ x ဝင်ရိုးဗက်တာအခွဲကိုလိုချင်တော့ v naught ဗက်တာမြင်းလေးရဲ့မြားကောင်ထိပ်ကနေ x ဝင်ရိုးပေါ်ကိုတောင်းပန်ကြတဲ့မြင်းတစ်ကြောင်းဆွဲလိုက်တယ်အဲ့ဒီမှာ v naught ရဲ့ x ဝင်ရိုးဗက်တာအခွဲ v naught x ရလာတယ် y ဝင်ရိုးပေါ်ကိုလည်းတောင်းပန်ကြတဲ့မြင်းတစ်ကြောင်းဆွဲလိုက်တယ် v naught ရဲ့ y ဝင်ရိုးဗက်တာအခွဲ v naught y ရလာတယ်အဲ့တော့သူက x ဝင်ရိုးဗက်တာအခွဲကိုရှာဆိုတော့ v naught x ကိုရှာရမယ် y ဝင်ရိုးဗက်တာအခွဲကိုရှာဆိုတော့ v naught y ကိုရှာရမယ်အဲ့တော့မင်းကပေးချက်အပေါ်မှာပေးချက်ဆရာတို့ရေးပြီးသွားရင်မေးချက်ကလေးတော့မင်းတို့ထည့်ရေးတင်တယ် horizontal component of initial velocity, v naught x equal to question mark vertical component of initial velocity, v naught y equal to question mark ပြီးတော့မှမင်းကဘာပြန်ရှာမလဲအခုဒီမှာစာအုပ်ထဲမှာပါတဲ့အတိုင်းhorizontal component of initial velocity, v naught x ကိုလိုချင်တယ်ဆိုရင် v naught x ဒီသူပေးထားတဲ့ထောင့်30ကနေပုံထဲမှာကြည့်လိုက်သူပေးထားတဲ့ထောင့်30ကနေကြည့်လိုက်ပဲဆိုထောင့်နဲ့နီးတဲ့အနာ v naught x ကထောင့်နဲ့နီးတယ်အဲ့လိုနီးစက်တဲ့အနာကိုလိုချင်တယ်ဆိုလို့ရှိရင်နီးရင် cos အချိုးတော့ရတယ်ဒါကြောင့်မလို့ဆရာတို့ကအမှ v naught x ကိုလိုချင်တော့ v naught cos theta naught equal to v naught နေရာမှာ20 cos က cos ပဲ theta နေရာမှာ30ပြီး cos 30ကို calculator နှိပ်လိုက်တော့ 0.866မြှောက်လိုက်တော့ 17.32 meter per second ပြီး vertical component ကိုလိုချင်တော့ vertical component v naught y v naught y ကိုလိုချင်တော့နီးရင် cos ဝေးရင် sin ဒါမင်းတို့ grade 10နဲ့အသိခဲ့ပေးထားတဲ့ထောင်းကနေကြည့်လိုက်ပေးထားတဲ့ထောင်းနဲ့နီးတဲ့နီးစက်အနာဆိုရင်နီးရင် cos အချိုးသုံးပေးထားတဲ့ထောင်းနဲ့မျက်နှာချင်းဆိုင်ဝေးတဲ့အနာဆိုရင်ဘာသုံးရမလဲဆို v naught y ကိုသုံးsorry မှာလို့ပေးထားတဲ့ထောင်းနဲ့မျက်နှာချင်းဆိုင်အနာကိုလိုချင်တယ်ဆိုလို့ရှိရင်ဒါဝေးတဲ့အနာလို့သတ်မှတ်ရမယ်ဝေးတဲ့အနာဆိုလို့ရှိရင် sin အချိုးသုံးရမယ်အဲ့တော့ဒီမှာတွက်ပြထားပါတယ် v naught y equal to v naught sin theta naught v naught က20 sin theta naught က sin 30အဲ့ဒါပါ sin 30က 0.5 မြှောက်လိုက်တော့10 meter per second ပြီးတော့ရင်အောက်မှာ example 1.2 ဒီ example 1.2 ကကြာရှေ့မှာဆက်ပြောခဲ့ပြီးသားပုံသေးနည်းလေးတွေပဲယူသုံးသွားတာအဲ့တော့ example 1.2 လေးကိုနောက်ထပ်ဗီဒီယိုကလစ်တစ်ခုမှတင်ဖို့အတွက်မင်းတို့ကရှေ့မှာသင်ခဲ့ဘူးတဲ့အရာဝတ္ထုရွေးတဲ့အရွေးနဲ့ပတ်သက်တဲ့ပုံသေးနည်းတွေနောက် down direction ကိုလိုချင်လို့ရှိရင်တန်းညံအချိုးသုံးရတယ်tan theta equal to delta y minus delta x ပုံသေးနည်းတွေအဲ့ဒါလေးပြန်နှွေးထားပြပါနော်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီ example 1.1 နဲ့ပတ်သက်ပြီးတော့နားလည်မယ်သဘောပေါက်ခဲ့မယ်ရှင်းလင်းခဲ့မယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ပေးပါဦး